ဟာရီဘက်ကွာယာကနီကိုဝီလီယံနဲ့လာမိုင်းရာမယ်တို့ထက်ပိုကောင်းတယ်ဆိုပြီးပြောနေကြပြီ။ဟောတော့ကတော့အားလုံးရဲ့မျက်လုံးထဲမှာဟယ်ရီမက်ကွာယာဆိုတာလုံးဝကြည့်လို့မရတဲ့ကစားမတစ်ယောက်ဖြစ်ရပ်တည်ခဲ့သလိုမန်ယူအသင်းကနေမက်ကွာယာထွက်ခွာဖို့အရေးဖိအားပေးမှုတွေပြုလုပ်ခဲ့ကြတာကိုမြင်တွေ့ခဲ့ရပါတယ်။ဟိုလူကာဆဲလဲမက်ကွာယာဒီလူကာဆဲလဲမက်ကွာယာဆိုလိုဖြစ်နေခဲ့ပြီးမက်ကွာယာဟာအားလုံးရဲ့အမုန်းတော်ခံကစားမတစ်ယောက်လိုဖြစ်နေခဲ့တာပါ။မက်ကွာယာနဲ့ပတ်သက်ရင်ဘယ်သူမှအကောင်းပြောတဲ့သူဆိုတာမရှိဘဲလောင်ပြောင်ပြောဆိုမှုတွေနဲ့အတူဝေဖန်မှုတွေသာပြုလုပ်ခဲ့ကြတာပါ။မန်ယူပရိသတ်တွေကအစားမကွာယာကိုအလက်ကားပေးလို့ရရင်ပေးလိုက်ချင်တယ်ဆိုပြီးပြောဆိုကြတာမျိုးရှိတယ်လို့အဲ့လိုမှမရရင်အလိုက်ပေးပြီးပေးလိုက်ချင်တယ်ဆိုပြီးပြောဆိုမှုတွေပြုလုပ်ခဲ့ကြတဲ့အထိပါပဲလူဆိုတဲ့မျိုးကလည်းကိုယ့်ဘော်ဆေးကကောင်းပြီးတစ်ခါတော့မကောင်းလိုက်တာနဲ့ပြည့်တင်ပြောဆိုမှုတွေပြုလုပ်သွားဖို့အတွက်ဝင်မလေးတဲကြသူတွေဖြစ်နေတဲ့အခါမှာမကွာယာတရားမှန်အသင်းမှာစွမ်းဆောင်ရည်ကောင်းတွေပြောင်းဆုံးနေခဲ့တဲ့အခါမှာတော့ပြည့်တင်ပြောဆိုမှုတွေမဟုတ်တော့ပဲဆဲဆိုမှုတွေပါလာခဲ့တဲ့အထိမြင်တွေ့ခဲ့ကြရပါဘွားဆိုတာပုံသေးကားချက်တစ်ခုနဲ့သွားနေကြတာမဟုတ်တော့အမြဲလိုပြောင်းလဲနေတဲ့အရာတစ်ခုဖြစ်တဲ့အတွက်ဒီနေ့မကောင်းပေမဲ့နောက်တစ်နေ့မှာကောင်းချင်ကောင်းလာနိုင်တယ်လို့မျိုးမကွာယာကြီးဟာလည်းလွန်ခဲ့တဲ့နှစ်တွေကမကောင်းခဲ့ပေမဲ့ဒီနေ့မှာတော့သူဟာစွမ်းဆောင်ရည်ကောင်းတွေပြသနေခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်ကစားခဲ့တဲ့လိုင်ယွန်အသင်းနဲ့ယူပါလိကွာတာဖိုင်နယ်ပွဲစဉ်မှာမကွာယာဟာမန်ယူအသင်းအတွက်အရေးပါတဲ့အနိုင်ဂိုးကိုရယူပေးခဲ့တယ်လို့ဘီဘောင်အသင်းရဲ့ပွဲစဉ်မှာလည်းအန်အားသင်းစရာစွမ်းဆောင်ရည်ကောင်းတွေကိုပြသသွားခဲ့ပါတယ်ဘီဘောင်နဲ့ယူပါလိဆီမီဖိုင်နယ်ပွဲမှာမန်ချက်စတာယူနိုက်တက်အသင်းအဖွင့်ကိုရအောင်နောက်ခံလိုမကွာယာဟာဘာစီလိုနာလူငယ်ကျယ်ပွင့်လာမဲရာမဲများပွဲထဲမှာဝင်ကစားနေသလားလို့ထင်ရလောက်အောင်ပြိုင်ဘက်ကစားသမားတွေကိုလှလှပပကြော်ဖြတ်ပြခဲ့ပါတယ်ပွဲချိန်မိနစ်30မှာမကွာယာဟာညာချမ်းကနေဘီဘောင်ကစားသမားကိုနှစ်ချက်ခောက်ပြီးတော့ကန်တင်ပေးလိုက်တာကိုဥကာတီကခေါင်းတိုက်လမ်းကြောင်းပြောင်းခဲ့ပြီးဂိုးရှိမှာအသင်းရှိနေတဲ့ကက်စမဲတို့ကလိုက်သင့်ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်ဘီဘောင်နဲ့ပွဲမှာဘောလုံးပွဲသုံးသက်သူအဖြစ်ဆောင်ရွက်ခဲ့တဲ့ TNT Sport Commentator Darren Fletcher ကကက်စမဲတို့ဟာအကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ပေမဲ့မကွာယာရဲ့ခန္ဓာကိုယ်ရင်းနှွယ်ပြီးတော့တင်ပေးတာကလည်းအရန်ကောင်းပါတယ်မနေ့ကချန်ပီယံလိပွဲမှာလာမင်းရာမဲကစားတာကိုမကွာယာစောင့်ကြည့်ခဲ့ပုံရပါတယ်ဆိုပြီးတော့ချီးကျူးခဲ့ပါတယ်။ online မှာ United ပရိသတ်တွေကလည်း Romain ဆိုတာဘာတူလဲနီကိုဝီလီယံဆိုတာဘာတူလဲဆာဟယ်ရီမကွာယာကွာဆိုပြီးရေးသားမှုတွေပြုလုပ်သွားခဲ့ကြသလိုတခြားသောပရိသတ်တွေကလည်းမကွာယာဟာကျွန်တော်တို့အသင်းရဲ့အကောင်းဆုံးနောက်ခံလို့အကောင်းဆုံး right wing back အကောင်းဆုံးတိုက်စစ်မှုပါပဲတကယ်ကိုမျိုးနိုင်လောက်တဲ့ကစားသမားပါမကွာယာဟာလာမင်းရာမဲထက်တောင်ပိုကောင်းနေပါတယ်ဆိုပြီးအသီးသီးချီးကျူးရေးသားမှုတွေကိုပြုလုပ်သွားခဲ့ကြပါတယ်မကွာယာဟာအသင်းကောင်းဆောင်လက်ပတ်ဆုံးရှုံးထားရပေမဲ့ပါဝင်ကစားခွင့်ရတဲ့မိနစ်တိုင်းမှာအထူးချိန်စွမ်းပြနေသူတယောက်ဖြစ်ပြီးလက်ရှိနေပြအမိုရင်အားထားရတဲ့နောက်တန်းကစားမတယောက်ဖြစ်ရှိနေကြတာပါဒီပေါ်အသင်းနဲ့ကစားခဲ့တဲ့ယူပါလိဆီမီဖိုင်နယ်ဝေးကွင်းပွဲစဉ်မှာပြသခဲ့တဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးအမိုရင်ကကစားသမားတွေဆိုတာတခါလေအခက်ခဲဆုံးသောအခိုက်အတန့်တွေရင်ဆိုင်ရလိမ့်ရှိပါတယ်မကွာယာအကြုံခဲ့တဲ့လိုမျိုးပေါ့သူကဘယ်သူမှားတယ်လဲဆိုတာကိုအလုံးနဲ့တက်သေးပြလိုက်တာပါအသင်းအတွက်သူအကောင်းဆုံးစွမ်းဆောင်ပေးနေတယ်လို့လက်ရှိနေထားကိုလည်းသူအပြည့်အဝခြေနဲ့အားရနေပါတယ်ဆိုပြီးချီးကျူးသွားခဲ့ပါတယ်။ဘယ်ရောအသင်းဟာပြီးခဲ့တဲ့2023ခုနှစ်တုန်းကမကွာယာကိုပေါင်တန်း30နဲ့ဝန်ဆန်းအသင်းနဲ့ရောင်းချဖို့သဘောတူညီလို့နေပါဖြစ်ခဲ့ပေမဲ့ကစားသမားရဲ့ညှင်းဆန်မှုကြောင့်ယခုရာသီမှာဆက်လက်အသုံးပြုခွင့်ရနေတာဖြစ်ပါတယ်။